မှာပါဒီနေ့ဗီဒီယိုလေးကတော့လောလောကူကူနဲ့မြန်မာစံနိုင်လို့ရတဲ့ Mythic တိုင်ချန်6မျိုးအကြောင်းကိုပြပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံး skill ကတော့ Hawking Harvest လို့ခေါ်တဲ့ဘင်္ဂန်တိုင်းပေါ့နော်ဒီ skill ကတော့သုံးကောင်းတဲ့ skill တွေတစ်ခုပေါ့နော်ဒီလိုမျိုးအခုလိုဆိုပေါ့နှိပ်သွားကြည့်ပေါ့နော်ဒီ skill ကဒီအရာကိုဘာမှယူရမလဲဆိုရင်blissful retreat ဆိုတဲ့နားလေးမှာပေါ့နော်ဒီမှာဒီပုံမှာထည့်ပေးထားပါတယ်အမှဘင်္ဂန်နဲ့ဝုံဝုံနဲ့အဲ့လိုမျိုးပုံစံလေးကိုတွေ့လို့ရှိရင်အဲ့လိုရေနားလေးမှာချက်ချက်လေးပါအမှ offset နှိပ်လို့ရရလေးပေါ်လာမယ်အဲ့ဒါနှိပ်လိုက်လို့ရှိရင် video skill ကိုတင်လို့ရပါပြီဘလို့ဆိုရင်ကအချိန်ကိုက်ပေါ့နော် timing ကိုက်ပြီးတော့နှိပ်ရရပေါ့နော်ဒီအဝါဒီရွှေအောင်ကွင်းလေးတွေကို timing ကိုက်ပြီးနှိပ်လိုက်ရင်သူပေးထားတဲ့တတ်မှတ်ထားတဲ့ point ရောင်ရပြီပေါ့နော်နောက်တစ်ခုကတော့ဒီ Dragon Force လို့ခေါ်တဲ့ရက်မျိုးသမားတိုင်းပေါ့နော်ဒီတိုင်းကအရင်ဆုံးသူကအရက်ကိုတောက်လိုက်ရတောက်ပြီးတော့မှစက်တိုင်းနှိပ်လို့ရတယ်ပေါ့နော်ဒီကပေါ့နော်စက်တိုင်းနှိပ်ပြီးတော့တုံးသွားလို့ရတယ်ဒီကောင်ကအဲ့ဒါဘာမှယူရမလဲဆိုရင်အဲ့ဒါကလည်း blissful retreat ဆိုတဲ့နာမပဲဒီရက်ကြောင်းတဲ့ပိုးကြီးတယောက်ရှိပေါ့နော်သူစီမှာဝယ်ရမှာပါအောင်ကျူးဆိုတဲ့ပိုးကြီးစီမှာဝယ်ရမှာပါသူကကျတော့ဒီ9လုံးလောက်ဆိုရင်တော့ဘူးလို့တင်တယ်9လုံးလောက်ပေါ့နော်ဆမ်းပြီးတော့ဝယ်လိုက်ပါတော့ဒါပေမဲ့ကိုဒီတိုင်းတောက်လိုက်ရတယ်သူတောက်တာကိုအကုန်လုံးတောက်အောင်မှာအကုန်ဒီရက်ကိုအကုန်လုံးတောက်ပြီးတော့တုံးလုံးလေးပြီးမထနိုင်တော့ဒီလမ်းမလျှောက်နိုင်တော့ဒီတောက်မှာအဲ့တော့တယောက်တည်းတောက်လို့ရှိရင်မထနိုင်တော့သူဘာမှလည်းလှုပ်လို့မရတော့ဘူးဆိုတော့ဒီဟီလာလိုတယ်ပေါ့နော်ဟီလာပြန်ဟီးပေးဖို့လိုတယ်ဒီကိုကပိုင်းစစ်ဖြစ်မှာဆိုအဲ့တော့ဒီ online mode ကိုတွားပြီးတော့ဒီ station နာကကိုပုံမှန်စေးတော့ကူးတဲ့နေရာပေါ့နော်အဲ့မှာဟီလာသမားတွေစုနေပေါ့နော်စုနေနေရာလေးကိုတွားပြီးတော့မှတောက်တာပို့ပြီးတော့အဆင်ပြေပါတယ်အဲ့ဆိုရင်တခါရဲပေါ့နော်ကိုတခါရဲတောက်ပြီးပါလို့မထနိုင်တော့မလုံနိုင်တော့တုံးလုံးဖြစ်နေအမှကုမဲ့သူတွေအများကြီးပဲလာပြီးတော့ကုပေးလိုက်မယ်ပေါ့နော်ကိုစောဒီနားရောက်လာပြီမှာလူတွေအများပဲပေါ့နော်အဲဒီလူတွေအများကြီးနားရောက်ပြီအဲ့ထဲကိုသူကြောပွေးထဲကိုပတ်ထဲမှာပေါ့နော်ပတ်ထဲမှာရှိရပါခုနအရက်ဝယ်ထားတဲ့အရက်တွေကအဲ့ထဲကိုဝင်သွားမှာပေါ့နော်အဲ့ထဲမှာဖွင့်ပြီးတော့အဲ့မှာအရက်ပလင်းစတိုက်တောက်ပေါ့နော်သူကဒီစတိုက်တောက်ဒီစကေးရပါပြီဆိုတော့ပေါ်လာတဲ့အထိတောက်ပြရမှာပေါ့နော်ဒါလေဒီလိုသုံးလုံးလဲသွားပြီမထနိုင်တော့ဆိုအဲ့လိုဆိုရင်ရသွားတယ်ရတော့မယ်ပေါ့နော်လူသုံးလုံးဝဲသွားပြီဆိုရင်ပေါ်လာပြီဒီမှာ Dragon Force ဒီ skill ကကျတော့သူကဒီမီးမှုတ်တဲ့တိုင်မှာတော့ Dragon Breath ဆိုတဲ့မီးမှုတ်တဲ့တိုင်နဲ့ combo တွဲသုံးလို့ရှိရင်ပို့ပြီးတော့ကောင်းပါတယ်ဒါပေမဲ့အဲ့မီးမှုတ်တဲ့တိုင်အောင်ကျတော့နောက်ထပ်ဗီဒီယိုတစ်ခုမှသက်တင်ပေးတော့ပါမယ်အခုဆိုရင်ဒီမှာမထနိုင်တော့ဒီမှာတယောက်လာပြီးတော့ကုတော့မယ်ကုပိုက်နေပြီအဲဒါကလက်ခံလိုက်တို့တခါလေးကုပေးသွားလိုက်မယ်ကုပေးသွားလို့ရှိရင်ဒီလာလေးကို like လေးငါကုပေးဖို့မမျိုးပါနဲ့တယောက်ကငါကုပေးလို့ရရပါတော့ဒါတို့ရဲ့ weekly mission ဖြစ်တယ်လို့ဒီဆိုရင်ဒီ skill ကိုပြသုံးရမယ်ဆိုတော့ combo ဘယ်လိုသုံးရမလဲဆိုတော့ပြပေးမယ်ဥတခါလေးဒီဝင်လာတဲ့အရက်ကိုရင်တောက်လိုက်မယ်ရက်တောက်ပြီးမီးမှုတ်မယ်လုပ်ပြီးတော့မှထပ်ပြီးတော့ဒီ flat လုပ်မယ်ပြီးအမှထပ်ပြီးတော့မှဒီဘုံမှာတောက်တစ်ခါစရိုက်ကြီးသွားသုံးရလို့ရတယ်ပေါ့နော်ဒီခါစတိုက်သုံးနေနောက်တစ်ခုကကြတော့ living top ဆိုတဲ့ဖားတိုင်းပေါ့နော်ဒီဖားတိုင်းကိုကြတော့ပထမဆုံး mission လုပ်ခဲ့တဲ့နေရာပေါ့နော် General Shrine ကဒီဆော့ဆော့ဆိုဒီပထမဆုံး mission လုပ်တဲ့နားလေးမှာအဖိုးနဲ့ဖားနဲ့အဲ့လိုခုန်နေတာတွေ့လိမ့်မယ်အဲ့ဒါဆိုရင်ဒီ
ဒီပိုးကြီးစီသွားပြောစကားပြောလိုက်ပါနော်စကားပြောလိုက်ပြီးဒီဖားစရာတိုင်းကိုတင်ရပါပြီ老伯，所以ရသွားပါနော်စကေးရသွားပြီနောက်တစ်ခါကျတော့ talent strike ဆိုတဲ့တိုင်းမှာကန်တဲ့တိုင်းမှာဒီကောင်ကျတော့ combat ဒီချတဲ့ဒီမှာပို့ပြီးတော့များတယ်ပေါ့နော်အဲ့ဒါကျတော့ဒီ palace of anne ဆိုတဲ့ညဒီအပေါ်မြင့်ပေါ့နော်အဲ့ကိုသွားမှာဆိုခုံပြီးတော့ခိုင်းသွားလိုက်ပေါ့နော်ဒါအခုကကျတော့ပထမဆုံးသွားတာမဟုတ်လို့လူမရှိမနေပေါ့နော်ဒါပထမဆုံးသွားမှာဆိုအဲ့နာမှာဒီမြားအကြီးတွေနဲ့တက်တဲ့လူတွေရှိပေါ့နော်အဲ့ဒါတော့တစ်ချက်လောက်သတိထားပေးပါသူတို့တက်ပြီးမှသွားပါနော်အခုကအဲဂျိုဒရာလေးရှိရပေါ့နော်ဂျိုဒရာလေးရဲ့တစ်ဖက်အဆုံးကိုသွားလိုက်လို့ရှိရင်အဲဂျိုဒရာလေးနာရောက်လို့ရှိရင်တစ်ဖက်အဆုံးသွားလိုက်ပေါ့နော်ဒီပတ်ဆုံးသွားလို့ရှိရင်အဲ့တောင်ဆောင်လေးမှာတင်းနဲ့ဥလေးပေါ့နော်တင်းနဲ့ဥလေးရှိအဲ့ဥလေးကိုဖိလုပ်လိုက်ရုံပဲပေါ့နော်တင်းနဲ့ဥလေးတွင်အနာလေးခုံစင်ပြီးတော့တင်းနဲ့ဥလေးဖိလုပ်လိုက်လို့ရှိရင်တင်းနဲ့လာမှာပေါ့နော်တင်းနဲ့လာမယ်အဲ့ဒါဆိုရင်ပြစီကနေပြီးတော့ scale ကိုတင်လို့ရပါပြီမကပ်ပြီးနေရုံပဲပေါ့နော်ဒီရတာဆိုရင်ဒီ scale ရသွားပါပြီဒီ scale က combat မပို့ပြီးတော့များတယ်ပေါ့နော် PPP တွေမပို့ပြီးတော့များပါတယ်နောက်တစ်ခါကျတော့ veil of stillness ရဲ့ကိုပြောက်တိုင်းပေါ့နော်ဒါလည်း journey question မှာပါတယ်ပေါ့နော်ဒီ peace veil tower နာမှာယူလို့ရတယ်ဒီ voice ကပြောလိုက်ရပြီပေါ့နော်ဒါတခါတည်းထည့်ပေးထားပါတပင်ထည့်ပေးထားပါတခါလေဒီတို့တိုင်းနေတဲ့တိုင်းကိုခိုးပြီးတော့ခိုးရုံပဲပေါ့နော်အခုစဒီနိုင်ရလို့ရှိရင် scale drop ကိုနှိပ်လိုက်ပါဒီ scale drop ကိုနှိပ်လိုက်လို့ရှိရင်ပါတယ်တင်လို့ရပြီပေါ့နော်အဲ့ဒါကကြတော့ဒီဟာရတော့သတိထားမှာကြတော့သူကရွှေအောင်ကွင်းလေးတွေကိုမနှိပ်ပါတော့ဒီချားရောင်ကွင်းလေးတွေနှိပ်လိုက်လို့ရှိရင် point ရပြန်ကျအောင်ပဲပေါ့နော်။ဒါတတိထားဖို့ပါ။အခုလို့ဆိုရင်ဒါ point ရော့ပြန်ရော့သွားပြီပေါ့နော်။အဲ့တော့ကိုကဒီရွှေအောင်ကွင်းလေးတွေကိုပဲပေးထားပြီးတော့နှိပ်ပေးနေရမှာပေါ့နော်။အဲ့ဒါ skill တခြား weapon skill တွေပါလေ။ဒီကိုရဲ့ဟာမှလည်းဒီလိုမျိုးလေးပဲပေါ့နော်။တော့သွားရမှာပဲ။ပြောတိုင်းပါနော်ပြောတိုင်းရတဲ့ exploration လောက်တာတော့ဘာမှလည်းအရင်သုံးဝင်တယ်ပေါ့နော်အပြင်ဒီဘူးကိုထပ်ပြီးတော့ square ပြောလိုက်ပါနော်အဲ့ဒါဆိုဒီ quest ကပြီးပါပြီလားဂျာနေရဲ့ quest ပေါ့နော်နောက် skate ကိုကြတော့ထိုက်ချီပေါ့နော်ထိုက်ချီကကြတော့လူတိုင်းဒါပထမဆုံးတင်ရမယ် stage ဆိုတော့လူတိုင်းကြားပြီးတယ်ဒီနေ့ဒါပေမဲ့တတိမထားမိတာလေးတွေရှိမှဆိုပြောပြပါတော့ဒီဘုံဝုံတို့ဘာလို့ဒီထိုက်ချီသုံးရတာဒီဘုံဝုံတို့ငန်းတို့ပေါ်မှာဒီထိုက်ချီသုံးလို့ရတယ်ပေါ့နော်ထိုက်ချီသုံးတို့ရဲချလို့ရှိရင်ငန်းကိုဆိုထိုက်ချီသုံးရဲပြချလို့ရှိရင်တည်တယ်ပေါ့နော်ဒီတော့ဒီဘုံဝုံတွိုင်းလိုက်တော့ဘုံဝုံတို့လို့ရှိရင်ဘုံဝုံနာမှာကိုတစ်ခုအများရှိရပေါ့နော်အဲ့တော့ဒီလိုမျိုးထိုက်ချီတုံးကြီးအဲ့ကူပြပေါက်လိုက်ပေါ့နော်ပြပေါက်လိုက်တော့မှဒီကူကွဲသွားလို့ရှိရင်အထက်မှာ hidden chat တစ်ခုရှိပါတယ်အမြဲတမ်း hidden chat တစ်ခုရှိပါတယ်အဲ့တော့ဘုံဝင်နဲ့အနီးနားမှာအမြဲတမ်းကူတစ်ခုရှိရပေါ့နော်ဟိုဒါဆိုရင်လည်းဒီထိုက်ချီကိုရှေးနားမှာဒီလိုမျိုးတုံးလို့ရှိရင်ငါးတွေရတယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုအဝိုင်းလေးနဲ့တိရကလေးတူလို့ရှိရင်လည်းအဲ့ဒီနေရာမှာထိုက်ချီကိုတုံးလို့ရပါတယ်အဲ့ဒါဆိုရင်လည်းဒါဟို quest reward တွေရတယ်ပေါ့နော်
နောက်တစ်ခုကကြတော့ Meridian Touch ပေါ့နော်သူကကြတော့ဒီ job ပိတ်တဲ့တိုင်းပေါ့နော် job ပိတ်တဲ့တိုင်းဒါလည်းဂျာနယ်ထဲမှာပါတယ် quest ပါသူကကြတော့ Stone Western ဆိုတဲ့ဒီနားမှာတွေ့ရမယ်ပေါ့နော်အဲ့ဒီဖိုးရဲ့ကြောက်ရွံ့ဖြစ်နေရအဲ့ဒါကိုသူအဲ့ဒီ skin နဲ့သူစကားပြောပြီးတော့အဲ့ဒီ skin နဲ့သုံးပြီးတော့ဒီ immobilize လုပ်လိုက်လို့ရှိရင်ရပါပြီအဲ့ဒီ skin ကနောက်တကယ်ချင်းနေနဲ့ဆော့လို့ရှိရင်စပြီးနောက်ပြီးတော့လုပ်လို့ရရပါတော့ဒီရအောင်လုပ်လိုက်တာရကုန်နေရတချင်းလုံးကုန်နေလမ်းလျှောက်လို့လည်းမရကုန်နေရပါတော့အဲ့လိုပုံစံမျိုးစတင်နောက်ချင်တာပဲဒီဟာလည်းသုံးလို့ရတယ်ဟိုကြတော့ဒီရက်တော့နေတယ်ကိုခိုးစီမှာစကားပြောလိုက်ရပါပြီသူရက်ပလေးတစ်ခုခိုးပြီးတော့ပေးလိုက်လို့ရှိရင်ရပါပြီဒီ scale ကဒီနောက်ပိုင်းထည့်ပေးထားတဲ့ scale တွေပေါ့နော် exploration လုပ်တဲ့နေရာမှာသုံးဝင်တဲ့ scale တွေပေါ့နော်သုံးရတဲ့ scale အဲ့ဒါဒီမင်းထည့်ပေးထားပါပြီးတော့ဒီ scale ကိုဘယ်တော့မှသုံးဝင်လဲဆိုတာလည်းနမူနာနောက်မှထည့်ပေးထားပါတယ်ဒါဆိုရင်ကိုရဒီရက်ပလေးပေးလိုက်ပြီးတော့ပေါ့နော်တခြားခုနကဟိုလူအကြားရဲ့လူတယောက်ကိုထပ်ပြီးတော့စကားပြောရပါမယ်နော်စကားပြောပြီးတော့ဒီဖိုးရထပ်ပြီးတော့စကားပြောလိုက်ရင်ဒီ skill ရပါပြီဒီ course ကကြတော့ hidden pair နာမှာရှာလို့ရပါတယ်什么实力走向？ဒီလူကြီးနဲ့စကားပြောတယ်စကားပြောရင်ဖိုးကြီးနဲ့ပြန်ပြီးတော့စကားပြောလိုက်မှဖိုးရသွားတော့မယ်အဲ့ဒါဆိုအမြင်လိုက်ပြီးတော့ဖိုးကြီးနဲ့စကားပြောလိုက်ရင်ဒီ skill ရပါပြီဒီ skill ကကြတော့ဒီယူဖို့ခတ်တဲ့ hidden check ကလေးတို့အဲ့လိုမျိုးပေါ့နော်အဲ့မွေကြားထဲမှာရှိတဲ့ hidden check တို့အဲ့ဒါမျိုးကြရင်ဒီ skill ကိုသုံးနေပြီးတော့ map တွေမှာရှိတဲ့လူတွေစီကပစ္စည်းတွေယူတာတို့ရွှေတွေပေါ့နော် coin တွေယူလာကြရင်လည်းတို့မျိုးသုံးဝင်နေပေါ့နော်ဒီ skill ကကဲဆိုတော့ဒီဗီဒီယိုကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်